Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျမအနေနဲ့ဝေမျှပေးချင်တာကြတော့စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာ content လေးတွေနောက်ထပ်ဒီ knowledge sharing လေးတွေလုပ်တဲ့အခါကြလို့ရှင်စကားလုံးသုံးနှုန်းလေးတွေနည်းနည်းသတိထားစေချင်တာပေါ့နော်လဲဆိုလို့ရှိရင်ဒီနေ့ကျမတို့ဆရာပေါ့နော်အခုမှကျမကလည်းကျောင်းကပြန်လာတာဖြစ်တယ်ဆိုတော့ဆရာနဲ့လည်းဆွေးနွေးဖြစ်တယ်နောက်ထပ်မနေ့ကလည်းတက်တိုက်ဆန်ဆန်အမတယောက်ကနေပြီးတော့မှဆွလို့ရတဲ့ EQ မကောင်းတဲ့လူတွေကဒီလိုမျိုး symptoms တွေဖြစ်တယ်ဆိုတော့ဒီလို symptoms တွေဖြစ်တဲ့လူတိုင်းက EQ မကောင်းတာလားဆိုပြီးတော့လာမေးလို့အဲ့တော့ကျမလေးတခုသွားတွေးမိတယ်ဘာကိုသွားတွေးမိတာလဲဆိုတော့ဟောစိတ်ပိုင်းဆိုင်ရာနယ်ပယ်နဲ့ပတ်သက်လို့ရှိရင်ကျမတို့ကဒီ counseling လုပ်ရင်တော့မှကျမတို့4 counselor အဆင့်နဲ့ဆိုလို့ရှိရင် diagnose လုပ်လို့မရဘူးပေါ့နော်ယောဂအမည်အဲ့လိုတက်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင် story line တွေကတယောက်နဲ့တယောက်နဲ့မတူတယောက်ကိုဒီယောဂတွေဒီ disorder လေးတွေဖြစ်နေပါတယ်လို့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ဘာလုပ်ရလဲဆို assessment ကိုအစင်အချိန်တွေအများကြီးယူလာနေချီကြာပြီးတော့မှဒီရဲ့ဟာက scientifically ရှိမယ်เนาะmentally စစ်ရတဲ့ test လေးတွေရှိမယ်အဲ့ဒီဟာတွေအားလုံးနဲ့စစ်ပြီးတော့မှအဖြေထွက်တာပါဆိုတော့ကျမတယောက်တည်းပြောတာမဟုတ်ဘူးဒါဒီနေ့ကျမဆရာသူဆိုနှစ်20လောက်ရှိပြီ psychotherapist နော်ကိုပိုင်လက်ခံလဲပိုင်ထားတဲ့အပြင်ကိုဆေးရုံမှာလဲသူလူနာပေါင်းများစွာနဲ့အလုပ်လုပ်လာတယ်လူသူကဘာပြောလဲဆိုတော့ online ပေါ်မှာတဲ့အခုခေတ်အရန်ကိုခေတ်စားတဲ့ဟာကဒီ psycho test တွေ free psycho test တွေဒါဝင်ဖြေသွားပါဒီရဲ့ survey လေးမှာသင်ရဲ့စိတ်ကြမ်းမာရေးအခြေအနေကိုမှန်းဆလို့ရပါတယ်ဘလောက်ကနေနံပါတ်ဘလောက်ထိဝင်နေဆိုလို့ရှင်ဒီယောဂဖြစ်နေပါပြီဒီနံပါတ်ကနေဒီလောက်ကနေဖြစ်တယ်ဆိုရင်စိတ်အခြေအနေကဘလောက်ဖြစ်နေပါပြီဆိုတဲ့ဟာမျိုးတွေကအရန်အန်တရယ်များကြောင်းပြောပြလာပါတယ်ဘာလို့လဲဆိုတော့လေကျမတို့တယောက်နဲ့ဘဝဖြတ်တန်းလာပုံချင်းလည်းမတူဘူးစိတ်ဒဏ်ရာချင်းလည်းမတူတဲ့အပြင်ကို plus ဘာဖြစ်သေးလဲဆိုလို့ရှိရင်အတိတ်နဲ့ကျမတို့တယောက်နဲ့တယောက်တန်ဖိုးထားတဲ့စံနှုန်းတွေမတူဘူးကြီးပြင်းလာတဲ့ background မတူဘူးစသဖြင့်အားလုံးကို detail အသေးစိတ် specifically အဲ့လိုမျိုးကုံချုံစဉ်းစားတာဖြစ်တယ်ပေါ့နော်ဒီ clinical setting မှာဆိုရင်တော့အဲ့လိုပါဆိုတော့ဒါကလည်း knowledge sharing တစ်မျိုးလုပ်ပေးရပါတော့ဆိုတော့ကျမတို့ psychologist တွေအနေနဲ့ကသမုတ်တရားရည်လဲတယောက်တည်းတောက်လို့မကုန်ပါဘူးအဲ့ဒီအပြင်ကိုကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာနယ်ပယ်ကအရန်ကိုလိုအပ်တယ်ပေါ့နော်ဘဟုတုတလေးတွေ sharing လုပ်ပေးရလဲကောင်းတယ်ဒါပေမဲ့တခုပဲအဲ့ content လေးတွေနောက်ထပ်ဒီစိတ်ပိုင်းဆိုင်ရာဒီယောဂါတွေနဲ့ပေါ့နော် suffering တွေနဲ့ပတ်သက်တဲ့ဟာလေးတွေဆိုလို့ရှိရင်တော့တတိထားစီချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အမှတ်မှားပြီးတော့များဒီ zero knowledge နဲ့လူတယောက်ကအော်ငါမှာတော့ဒီ symptoms တွေဖြစ်နေပြီအဲ့တော့ငါဒါဖြစ်တာပဲဆိုပြီးတော့များခံယူလိုက်လို့ရှင်ကျမမတွေးရဲလို့ပါဘာလို့လဲဆိုတော့ကျမတို့လက်လန်းမမီနိုင်ဘူးအားလုံးကိုကျမတို့ပတ်ဝန်းကျင်မှာကျမတို့ community ထဲမှာကျမတို့နေမယ် in person physically နေမယ်ဟုတ်ပြီ online မှာကျတော့ကျမတို့တင်လိုက်တယ် social media ထောင်ပေါင်းမက boost လုပ်ထားတဲ့ post တွေဆိုပိုတောင်ဆိုးသေးရပေါ့နော်ဆိုတော့အဲ့လိုဟာတွေနဲ့များသွားတိုးလို့အဲ့လိုမျိုးအမှတ်မှားကြလို့ရှိရင်ဒါစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တယ်ပေါ့နော်ဆိုတော့ကိုကတော့ကောင်းစိတ်ချင်တဲ့ရွေချက်နဲ့တင်လိုက်တာဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာဘာဖြစ်သွားနိုင်လဲဆိုတာလေးထည့်သွင်းစဉ်းစားရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလာပြောတာပါလို့ကျေးဇူးတင်ပါတယ်